မင်္ဂလာပါသေးလို့ကိုရရှော့နေကြဆိုပါရဲ့ဒီခါမျိုးပြပြပေးမှာကကြတော့နေပူရဲသွားတဲ့အခါမှာကိုယ့်ရဲ့အသားရည်ကိုနေလောင်နံကနေမှကောက်ွယ်ပြီးတော့ဂလိုးစေပြီးတော့ကြည်လင်တာကိုမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်မင်္ဂလာဒီချက်ကနေမှထွက်ရှိထားတဲ့ပေါ်ရီလို့ရှိနေနဲ့မင်္ဂလာမိတ်ဆက်ပေးခြင်းပါတယ်ဒီလိုစီမှာဆိုလို့ရှိရင်ဒီချက်ရဲ့ bright booster UV body lotion လေးရဲ့ water resistant body lotion လေးရဲ့ပြီးတော့သူက intensive care hyaluron body lotion လေးရဲ့ဆိုပြီးတော့ရွေးချယ်စရာ၃မျိုးရှိတယ်သူတို့၃မျိုးချင်းစီကတစ်မျိုးချင်းစီရဲ့အာနိသင်လေးတွေကဆိုလို့ရှိရင်ဒီ bright booster UV body lotion လေးရဆိုလို့ရှိရင်သူထဲမှာ SPF 50 PA ပလက်3လုံးပါဝင်တာဖြစ်တဲ့ကြောင့်မလို့နေလောင်တန်ကနေအပြည့်အဝကောက်ွယ်ပြီးတော့အသားရည်ကိုလည်းကြည်လင်စေတယ်ဒီ water resistant body lotion လေးရဆိုလို့ရှိရင်သူကရေစုခံချွတ်ဆုခံဖြစ်တဲ့အတွက်ကြောင့်မလို့နေပူရဲသွားတဲ့အခါမှာပဲဖြစ်ဖြစ်ပင်လယ်ကမ်းခြေသွားတဲ့အခါမှာပဲဖြစ်ဖြစ်အရန်ကိုဆောင်းထားလို့ကောင်းတဲ့ body lotion လေးပါရှင့်သူကလည်းအသားရည်ကိုကြည်လင်စေပါရဲ့နော်ဒီအဖြူအောင်လေးဖြစ်တဲ့ Essential Care Hyaluron လေးရဆိုလို့ရှိရင်သူကအသားရည်ချက်တဲ့သူတွေအတွက်အရန်အဆင်ပြေပြီးတော့အသားရည်ရဲ့အတွင်းပိုင်းနဲ့ထိကိုအဆိုးလေးဖြစ်နေပေးနိုင်တဲ့ body lotion လေးပါဒီလိုဆိုမှဆိုလို့ရှိရင်တော့၃မျိုးလုံး extra ရောက်ရှိထားပါရဲ့နော်ဒါလေးပဲလို့မင်းတို့ရဲ့ mentally မျိုးအရှိပဲချန်45နဲ့100ကိုအီတောင်မှာရှိရဲ Korea Cosmetic House လေးကိုတတိယပြပါရှင့်ကျေးဇူးတင်ပါတယ်